အားလုံးပဲမင်္ဂလာပါ Transmart မြန်မာပိုင်ရေဝန်သူ page ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ကျွန်တော်ခွဲစိတ်ပြီးတာ21ရက်မြောက်နေ့ပါ21ရက်မြောက်နေ့မှာကျွန်တော်အနာစီးထည့်တာလေးကိုဘုသူတရအောင်တင်ပြပေးလိုက်ပါတယ်အရင်ဆုံးအနာမှာပတ်ထားတဲ့ပတ်တီးတွေကိုခွာလိုက်ပါတယ်ပြီးတော့ကျွန်တော်မကြီးအနာစီးထည့်ဖို့အတွက်အသင့်ပိုးတက်ထားတဲ့ dressing box လေးကိုယူပြီးတော့ပိုကင်းတန့်စင်ပါတယ်အနာရဲ့ဟိုဘက်အပေါက်ဒီဘက်အပေါက်လေးတွေကိုဘက်တရီနဲ့ပိုကင်ပြီးတဲ့နောက်မှာထဲမှာထည့်ထားတဲ့စီပိုက်ကိုအသာလေးဆွဲထုတ်လိုက်ပါတယ်ဆွဲထုတ်လိုက်တဲ့စီပိုက်ကလည်းပဲပြန်ပြီးတော့ပိုကင်တန်းစင်ပြီးတော့ပြန်သုံးလို့ရပါတယ်အနာဟိုဘက်ဒီဘက်ကိုတန်းစင်ပြီးတဲ့နောက်မှာတော့အနာအတွင်းပိုင်းကိုတန်းစင်ဖို့အတွက်ပြင်ဆင်ပါတယ်အနာအတွင်းပိုင်းကိုတန်းစင်ဖို့အတွက်ဆိုလို့ရှိရင်ရှေ့ပထမ10ရက်မှာတော့ကျွန်တော်တို့တွေပီတာဒင်းသုံးပြီးတော့တန့်စင်ခဲ့ပါတယ်ပီတာဒင်းသုံးပြီးတန့်စင်ပြီးတဲ့နောက်မှာ NS နဲ့စီကြောတန့်စင်ပါတယ်အခုကတော့ NS နဲ့ပဲစီကြောတန့်စင်ရတာဖြစ်ပါတယ်ပီတာဒင်းကိုမသုံးတော့ပါဘူး NS နဲ့တန့်စင်ရမှာတကယ်တော့ပိုက်ပူကြီးတဲ့ 10cc ဒါမှမဟုတ် 20cc နဲ့တန့်စင်တာပိုကောင်းပါတယ်ကျွန်တော်တို့ဝယ်ပြီးသားမရှိတဲ့အတွက် 3cc လေးနဲ့ပဲတန့်စင်ရတာဖြစ်တဲ့အတွက်နည်းနည်းတော့အားမရဘူးပေါ့နော်ဒါပေမဲ့ရှိတာနဲ့ပဲလုပ်လိုက်ပါတယ် NS နဲ့စီကြောတန့်စင်ပြီးတဲ့နောက်မှာတော့နားထဲမှာရေဒီမကြံအောင်ကောစာလေးနဲ့အသားလေးဖြည့်ပြီးတော့ရေဒီကင်းသွားအောင်ဖြည့်ပြီးတော့လှိမ့်ပေးပါတယ်အနာကောင်းတယ်လို့ဆိုရမယ်အထဲမှာဘာရေမှမကြံဘူး NS နဲ့ထိုးသွင်းတဲ့အခါမှာလည်းရှော့ရှော့ရှူရှူဖြစ်တဲ့အတွက်အကြာကြီးလိမ့်စီရတော့မလိုပါဘူးပြီးတဲ့အခါမှာတော့အနာရဲ့ဟိုဘက်ထိပ်ဒီဘက်ထိပ်လေးတွေကျက်သွားစေရန်အတွက်ကျွန်တော်တို့ဝိုင်းမန့်ပေါ့နော်ဝိုင်းမန့်လေး antibiotic ဝိုင်းမန့်လေးကိုဟိုဘက်ဒီဘက်မှာညှစ်ထည့်လိုက်ပါတယ်ညှစ်ထည့်ပြီးတဲ့နောက်မှာတော့ပိုက်လဲဖို့အတွက်နောက်တစ်ချောင်းအသစ်ပိုကင်းတန်းစင်ထားတဲ့စီးပိုက်အသစ်ကိုကျွန်တော်တို့ထည့်မှာပါစီးပိုက်အသစ်ကိုဒီတိုင်းမထည့်ဘဲနဲ့ကျွန်တော်တို့ရှော့ရှော့ရှူရှူဝင်သွားစေရန်အတွက်ခုနသုံးတဲ့ antibiotic ဝိုင်းမန့်လေးကိုတုပ်ပြီးတော့အနာတွေကိုပြန်ထည့်မှာဖြစ်ပါတယ်အဲ့ဒီပိုက်ကကျွန်တော်တို့ခွဲပြီးတာနေပြီးတော့အနည်းဆုံး6လအထိကိုထားရမှာဖြစ်ပါတယ်ကျွန်တော်အခုစီးထည့်နေရဆိုလို့ရှိရင်တရက်ကိုတစ်ချိန်ထည့်နေတာဖြစ်ပါတယ်တကယ်တမ်းတော့ဆရာကြီးကဒီနှစ်ပတ်သူ့စီကပြန်သွားပြီးနှစ်ပတ်အကြာမှာမနေ့တစ်ချိန်ညတစ်ချိန်ထည့်ဖို့အတွက်ပြောပါတယ်ကျွန်တော်တို့ကတော့အနာရဲ့အခြေအနေပေါ်ကြည့်ပြီးတော့တနေ့တစ်ချိန်ထည့်လို့ရလို့အဆင်ပြေတာနဲ့ပဲတနေ့တစ်ချိန်ပဲလဲနေတာဖြစ်ပါတယ်အနာဒီထက်ပိုကောင်းသွားပြီဆိုလို့ရှိရင်တော့မနေ့တစ်ချိန်ညတစ်ချိန်ကိုအသာလေးအတွင်းထုတ်လို့ရနေုံနဲ့အဆင်ပြေပါတယ်ဒီနေရာမှာပြောချင်တာကဒီအဆင့်ကအရန်